အားလုံးပဲမင်္ဂလာပါဗျာ Daily Blogs ပိုင်း Alki Page မှာပြန်လည်ကြိုဆိုလိုက်ပါရဗျာကျွန်တော်တို့မစားရတဲ့ကြာပြီဖြစ်တဲ့ရန်ကုန်ရဲ့ညနေစာထမင်းကျော်နဲ့အတုပ်ဆောင်ကောင်းကောင်းလေးနဲ့မွေးဟင်းကောင်းတတ်ဆောင်မှာဖြစ်ပါတယ်ဗျာကျွန်တော်ဒီတစ်ပတ်မှာရေးထားတဲ့ဆိုင်ကတော့ Diamond မြန်မာဆိုတဲ့ဆိုင်ဖြစ်ပါတယ်ဗျာကျွန်တော်တို့ဆိုင်ကတော့ Kameiro Station မှာတည်ရှိပါတယ်ဗျာဆိုင်ရဲ့ location ကိုတော့ကျွန်တော် comment မှာ link ချပေးထားပါမယ်ကမောင်ဆုံးနေပြီကျွန်တော်မှာလိုက်တာတော့မုံဟင်းကပါမွေးငါရိုးမွေးငါမဟုတ်ပါဘူးဗျငခုမွေးငါပါကျွန်တော်တို့ပုံမှန်မွေးငါတစ်ပွဲဆိုရင်တော့900ပါကျွန်တော်အိုးဘဲဦးစီကားလုပ်မယ်ဆိုရင်တော့200 plus ပေးရပါတယ်အဲ့တော့ဒီထဲမှာဆိုရင်ကျွန်တော်တို့အကျော်ရဲ့ငဖယ်ရဲ့အိုးဘဲဦးရဲ့ပါပါတယ်ဒါမှကျွန်တော်ရန်900ထဲပါကျွန်တော်တော့ဒီဆိုင်ရဲ့မွေးငါတော့တော်လေးကြိုက်ပါတယ်ဗျကျွန်တော်တို့10မှာဆိုရင်တော့ 8.5 လောက်တော့ပေးလို့ရပါတယ်အဲ့တော့ကျွန်တော်တို့မျိုးပဲဝင်းကားကိုပေးချင်းဆဆမကြည့်တဲ့လူတွေရှိတာဗျာဒါနဲ့ဆိုင်ရဲ့အနေထားတော့ကျွန်တော်တို့နည်းနည်းလေးကျင်းမယ်လို့တော့ခံစားရပါလိမ့်မယ်ဒါပေမဲ့ကျင်းနေဆိုပေမဲ့လည်းကျွန်တော်တို့ဆိုင်ရဲ့နှွေးထွေးမှုရတာကိုတော့အပြည့်အဝခံစားရပါတယ်ကျွန်တော်တို့ကတော့ညနေပိုင်းထမင်းကြော်မှာခဲ့တာပါဗျာဒီထဲမှာဆိုရင်ကျွန်တော်တို့ဝက်ချိုရဲ့ချက်ကြော်ရဲ့အမဲတိုင်းဆိုပြီးတော့ကျွန်တော်တို့၃မျိုးရွေးချယ်စရာရှိပါတယ်ဗျာအဲ့ဒီနေ့ကတော့ကျွန်တော်တို့ချက်သားကြော်နေမှာခဲ့ပါတယ်ဒီထဲမှာဆိုရင်တော့ကျွန်တော် side menu အနေနဲ့ကတော့ကျွန်တော်ငရုတ်တီစားထောင်းနဲ့ကျွန်တော်ကော်ပီချင်းတုပ်ကိုလည်းထည့်ပေးထားပါသေးတယ်ဗျာကျွန်တော်ဘာနဲ့ပဲဆဆတပွဲကို800ရန်ပါနောက်ဆုံးတစ်ခုကတော့ကျွန်တော်အတုပ်ဆုံးမှာခဲ့ပါတယ်ဗျာအဲ့တော့တရှင်တရမှုကလည်းတော်တော်လေးရှိပါတယ်အရသာကလည်းချင်းငံဆက်ဘာမှပြောနေစရာမလိုပါဘူးဗျာကျွန်တော်အငံစားတဲ့လူတွေအတွက်ဆိုရင်တော့စားလေးနည်းနည်းလေးထည့်စားတာဖြစ်ဖြစ်ငံမြာရည်လေးနည်းနည်းထည့်စားတာဖြစ်လုပ်ကြည့်တာပိုကောင်းမယ်လို့ထင်ပါတယ်ဗျာဆိုင်ရတုပ်ဆောင်ကလည်းကျွန်တော်10မှာဆိုရင်တော့9လောက်ထိကိုပြီးလို့ရပါတယ်ဗျာဆိုင်မှာဆိုရင်တော့တခြားတော့ menu တွေလည်းအများကြီးရှိပါသေးတယ်ဗျာကျွန်တော်တို့ကျွန်တော်လက်ဖေးရည်တို့အကြခွေးတို့ကျွန်တော်တို့JO တို့ JOC ကျတို့လည်းရှိပါသေးတယ်ဗျာဒါတွေလည်းထပ်ပြီးတော့နောက်ကကြုံကြိုက်ဖြစ်ခဲ့ရင်တစားအောင်ပါဦးမယ်ဗျာအဲ့တော့ကျွန်တော်လည်းစားလို့မပြီးသေးဘူးဆိုတော့စားလက်စားလေးကိုလက်စားဖြတ်လိုက်ပါဦးမယ်နောက်တစ်ခါတော့စားမဲ့အဲမှာပါလာဆိုရင်တော့ကျွန်တော်ပါပါတယ်ဗျာဈေးနှုန်းနေဖြစ်ကြည့်မယ်ဆိုတော့900 800 900လောက်ဆိုတော့ဈေးနှုန်းတော်တော်လေးကိုတင်းတဲ့ဆိုင်လို့ပြောလို့ရပါတယ်အဓိကအနက်ချက်တစ်ခုကတော့ဆိုင်လေးကတော့နည်းနည်းလေးတော့ကျင်ပါတယ်ဗျာဒါလေးတော့တည်ခံပေးကြပါအဲ့တော့ဆိုင်ရဲ့ location ရဲ့ဆိုင်ရဲ့ link ကိုတော့ကျွန်တော် comment မှာ link ချပေးထားမှာဖြစ်ပါတယ်ဗျဆိုင်လေးကတော့ဒီဆိုင်လေးပဲဖြစ်ပါတယ်အဲ့ဆိုတော့ကျွန်တော်ရဲ့ vlog လေးကတော့ဒီမှာပဲအဆုံးသတ်မှာဖြစ်တဲ့အတွက်ကြောင့်အဆုံးလေးတရှိပြီးတော့ကြောက်ကြည့်ဆိုင်ကိုကျေးဇူးတင်ပါတယ်ဗျအားလုံးပဲ bye bye